နေ့ပြောမှာကတော့ question 23.2 ကိုပြောမှာဖြစ်ပါတယ် The following extra had been taken from the receipt and payment accounts of the Three Dawn Social Club for the year end 31 December 2009 အောက်မှာပေးထားတဲ့စာရင်းများက Three Dawn Social Club ရဲ့ receipt and payment account မှာစာရင်းများကိုကောက်နှုတ်ပြီးတော့ပေးထားတာဖြစ်ပါတယ်တဲ့receipt ဆိုပြီးတော့အောက်မှာကောင်းစင်လေးပေးထားပါတယ်ငွေရထားတဲ့စာရင်းကိုပဲပေးထားတာဖြစ်ပါတယ်ငွေရထားတဲ့စာရင်းကမှနှစ်ခုကိုပဲပေးထားပါတယ် annual subscription နဲ့ live membership ဆိုပြီးတော့ဖြစ်ပါတယ်အဲ့တော့ annual subscription ကတော့အရင်ကတည်းကသိပြီးသားဖြစ်တဲ့အသင်းဝင်ကြီးကိုခေါ်တာဖြစ်ပါတယ် live membership ကတော့မသိသေးတဲ့အသိဖြစ်နေတယ်เนาะဒါကြောင့်မို့လို့ live membership ဆိုတာဘယ်လိုစာရင်းမျိုးလဲဆိုတာကိုအမအရင်ရှင်းပြလိုက်ပါမယ်Live membership ကိုအမတို့တွေရသက်ပံအသင်းဝင်ကြီးလို့ခေါ်ပါတယ်။ရသက်ပံအသင်းဝင်ကြီးဆိုတာကအမတို့တွေဥပမာအနေနဲ့ကိုယ့်ရဲ့ဒီ business ကfitness center เนาะ fitness center တို့ golf club တို့လုပ်တယ်ပေါ့နော်။ဒါဆိုရင် fitness center ဆိုရင်တစ်လတစ်ခါအမတို့တွေကလစဉ်ကြီးပေးတာကိုကြာရင်တော့ subscription ပေးတယ်လို့ခေါ်ပါတယ်။တစ်လတစ်ခါပေးတာဒါမှမဟုတ်ဘူးနှစ်နှစ်စာသုံးနှစ်စာကြိုပြီးတော့အသင်းဝင်ကြီးတွေကိုအမတို့တွေလစဉ်ကြီးတွေကိုသွင်းထားမယ်အဲ့လိုမျိုးကြိုပြီးတော့သွင်းထားတဲ့စာရင်းကိုကြာရင်တော့အမတို့က subscription လို့မခေါ်တော့ပါဘူး live membership လို့ခေါ်ပါတယ်เนาะဒါဆိုရင်ပုံမှန်တစ်လတစ်ခါပေးမယ်ဆိုရင်အသင်းဝင်ကြီးကတစ်လကိုဥပမာအနေနဲ့1000ကျတယ်ထားပါတော့အဲ့ဒါကိုမှကိုကတစ်နှစ်စာဒါမှမဟုတ်နှစ်နှစ်စာကြိုပြီးတော့ပေးထားမယ်ဒါဆိုရင်အဲ့ဒီခါကျရင်အဲ့လိုကြိုပေးမယ်ဆိုရင်တစ်လကို1000မကြတော့ပါဘူးတစ်လကိုဥပမာအနေနဲ့6000ပဲကြမယ်9000ပဲကြမယ်တစ်ခုနဲ့တစ်ခုနဲ့တော့မတူညီနိုင်ဘူးပေါ့နော်ဈေးသက်သာမယ်ပေါ့ဒါဆိုရင်အဲ့လိုမျိုးတစ်နှစ်စာနှစ်နှစ်စာကိုလစဉ်ကြီး9000 6000နဲ့ကြိုပြီးတော့ပေးထားတာကို live membership လို့အမတို့ခေါ်ပါတယ်ဒါဆိုရင်အမတို့ကအဲ့ဒီ club ဘက်အဲ့ဒီ fitness center ဘက်ကနေပဲစာရင်းကိုလုံးမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီ club ဘက်ကနေကြည့်ရင်ဒီရသက်ပံအသင်းဝင်ကြီးတွေကသူတို့ကသူများပတ်စံကိုကြိုပြီးတော့ရထားတာဖြစ်သွားပြီ။ဒါကြောင့်မို့လို့သူတို့ကနေပြန်ပြီးတော့ဒီပတ်စံပေးထားတဲ့သူကိုပြန်ပြီးတော့ပေးရမယ့်တာဝန်တွေရှိနေပါတယ်။အပြန်ပေးရမလဲဆိုတော့ဒီသူကတစ်နှစ်စာအသင်းဝင်ကြီးတွေပေးထားမယ်ဆိုရင်တစ်နှစ်လုံးသူကိုအမတို့ club မှာအသင်းဘယ်လိုပြောမလဲမတို့ရဲ့ club မှာလာပြီးတော့အသုံးပြုခွင့်သူကိုပေးထားရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကြောင့်မို့လို့သူများပတ်စံကိုကြိုယူထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ live membership စာရင်းတွေက non trading လုပ်ငန်းဘက်ကဆိုရင် liability စာရင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ liability ရဲ့ balance type သူရဲ့ nature က credit nature ရှိပါတယ် balance page ကသူများပတ်စံကိုကြိုပြီးတော့ယူထားတာတော့ဟုတ်ပြီပြန်ပြီးတော့သူ့ကိုပေးစရာမလိုတော့ပါဘူးပြန်ပေးလို့မလိုတဲ့ liability ဖြစ်တဲ့အတွက်ကြောင့် capital နဲ့တူတဲ့ liability လို့ခေါ်ပါတယ်ဒါကဘယ်လိုမျိုးခေါ်တယ်လဲဆိုရင်ထားလိုက်ပါတော့ဒီလူတယောက်ကတစ်နှစ်စာအသင်းဝင်ကြီးတော့ပေးထားပြီးပြီဒါပေမဲ့သူက2လ3လပဲသူကလာပြီးတော့နောက်ထပ်သူမလာနိုင်တော့ဘူးသူနေပြောင်းရတော့မှမို့လို့ဘာလို့တခုခုရှိမှာပေါ့အဲဆိုသူကသူသွင်းထားတဲ့တစ်နှစ်စာအသင်းဝင်ကြီးမှာမှငါကတော့2လစာပဲ2လပဲလာပြီးတော့အသုံးပြုထားတာဖြစ်လို့ကြံနေတဲ့ဟိုကြိုပေးထားတဲ့လတွေအတွက်ပတ်စံပြန်ထုတ်ပေးပါဆိုရင်ပြန်ထုတ်ပေးပါမလားထုတ်ပေးတော့မှမဟုတ်ဘူးเนาะငါတို့တွေကရှုံးပြီးပေါ့ဒီပတ်စံကသူ့အတွက်ဆိုရင်တော့ဒါကြောင့်မို့လို့သူများပတ်စံကြိုယူထားတာဖြစ်လို့ liability တော့ဖြစ်တယ်ဒါပေမဲ့ပြန်ပေးစရာမလိုတော့တဲ့ liability ဖြစ်တဲ့အတွက်ကြောင့် capital နဲ့တူတဲ့ liability မျိုးစားဖြစ်တယ်လို့မှတ်ထားပေးရမယ်ဒါဆိုရင်live membership account ကိုဆွဲတဲ့ခါကျရင်ထွက်လာတဲ့ balance CD ကို SOFP ရဲ့ accumulated fund အောက်မှာသွားပေါင်းပေးရမှာဖြစ်ပါတယ်။ပြီးရင်အဲ့ live membership account ရဲ့ income and expenditure ပေါ်လာတဲ့ IE တန်ဖိုးကိုတော့ income and expenditure account ရဲ့ income ခေါင်းစဉ်အောက်မှာစာရင်းတွားသွင်းပေးရမှာဖြစ်တယ်။ဒါကတော့ live membership နဲ့ပတ်သက်တဲ့အကြောင်းဖြစ်ပါတယ်။အဲဆိုအခုပုံစံမှာကတော့ live membership အတွက်ဒီနှစ်အတွင်းမှာပတ်စံရထားတာ3000ရှိပါတယ်ဆိုပြီးတော့
ပေါ်ပြထားပါတယ်။ဒါပြီးအောက်ဘက်က additional information ကိုကြည့်လိုက်မယ်။နံပါတ်1 The club keep a separate annual subscription account and live membership account ဆိုတော့သူရဲ့ club မှာ subscription account နဲ့ live membership account နှစ်ခုကိုခွဲပြီးတော့ထားပါတယ်တဲ့။နံပါတ်2က at 1 January 2009နှစ်အစနေ့ကိုပြောတာပေါ့နော်။ Annual subscription receipt in advance amount to 120။ဆိုတော့ subscription in advance ရဲ့ balance BD တန်ဖိုးကိုပေးထားတာဖြစ်ပါတယ်ဒီ120ဆိုတာ။နောက်မှာ subscription accrue and unpaid at that date total 90ဒါကလည်း subscription account မှာထည့်ဖို့အတွက် balance BD accrue ကိုပေးထားတာဖြစ်ပါတယ်။အဲ့မှာ accrue ဆိုတာ area နဲ့တူတယ်ဆိုတာသိပြရမှာဖြစ်ပါတယ်။ subscription area BD ကိုပေးထားတယ်ဆိုတဲ့သဘောလည်းဖြစ်ပါတယ်။ဒါပြီးသွားရင်နံပါတ်3ကြည့်လိုက်မယ် at 31 December 2009မှာဆိုတော့စီးနှစ်ကုန်တဲ့နေ့ဖြစ်ပါတယ်။ subscription receipt in advance for the year ending 31 December 2010 amount to 200ဒါကတော့ subscription in advance ရဲ့ CD ကိုပေးထားတာဖြစ်ပါတယ်။ဒါပြီးရင်နောက်မှာ subscription accrue and unpaid at that date total 40ဆိုတော့ဒါကလည်း subscription account မှာထည့်ဖို့အတွက် subscription accrue CD ကိုပေးထားတာဖြစ်ပါတယ်။အဲဆိုရင်တော့ subscription account မှာထည့်ဖို့ BD တန်ဖိုးတွေကိုတိုင်းနံပါတ်2မှာပေးထားပြီးတော့ CD တန်ဖိုးတွေကိုနံပါတ်3မှာပေးထားတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။နံပါတ်4 During the year end 31 December 2009 subscription return amount to 60ဒါကတော့ subscription ကောက်မှာပတ်သက်ပြရမယ့်တန်ဖိုးကိုပေးထားတာဖြစ်ပါတယ် subscription ပတ်သက်ဖြစ်ပါတယ်ဒါပြီးရင်နံပါတ်5 at 1 January 2009နှစ်အစနေ့မှာတဲ့ the balance on the live membership fund was 18600 live membership အကောင့်မှာထည့်ဖို့အတွက် balance BD တန်ဖိုးကိုပေးထားတာပဲဖြစ်ပါတယ်ဒါပြီးရင်နံပါတ်6 It is the club policy to transfer of the total in the live membership fund at the financial year end to the club income expenditure account ဒီတော့သူ club ရဲ့စီးမြင်အရာတဲ့စီးမြင်နှစ်ကုန်တဲ့အချိန်မှာ live membership fund ရဲ့ live membership fund စုစုပေါင်းရဲ့10% ကိုတော့လုပ်ငန်းရဲ့ income expenditure account မှာစာရင်းသွင်းမယ်လို့ပြောတာဖြစ်ပါတယ်ဒါကတော့ live membership account မှာ IE အဖြစ်ထည့်ရမယ်စာရင်းဖြစ်ပါတယ်ဆိုတော့ require ရောက်သွားပါပြီနံပါတ် A Number A က prepare the annual subscription account clearly showing the amount to be transferred to the income expenditure account ဆိုတော့နံပါတ် A ကတော့အမတို့ကို subscription account ကိုဆွဲခိုင်းတာဖြစ်ပါတယ်နံပါတ် B က state in which section တော့ခေါင်းစဉ်ကိုပြောတာဖြစ်ပါတယ် of the statement of financial position the subscription remain accrue and unpaid at 31 December 2009 would be recordedဒီအတိတ်ပဲကတော့ subscription accrue စာရင်းက SOFP ရဲ့ဘယ်ခေါင်းစဉ်မှာဖော်ပြရမလဲဘယ်ခေါင်းစဉ်မှာစာရင်းသွင်းရမလဲလို့ပြောချင်တာဖြစ်ပါတယ်နံပါတ် C calculate the amount to be entered for the live membership in the club income expenditure account ဒီစာကြောင်းရဲ့အတိတ်ပဲကတော့ income expenditure account မှာစာရင်းသွင်းရမယ် live membership တန်ဖိုးကိုတွက်ခိုင်းတာဖြစ်ပါတယ်ဒီနံပါတ် C ကိုတွက်ဖို့အတွက် worksheet မှာအမတို့ live membership account ကိုဆွဲပေးရမှာဖြစ်ပါတယ်